မင်းကလေးကသူ့မယောက်ျားရဲ့လေးဖြတ်နှင်းရဲ့ခြေထောက်တွေကိုတူးနဲ့ထူလိုက်တယ်။အဲဒီနောက်ယောက်ျားရဲ့ခြေထောက်ကိုအပ်နဲ့အချင်းချင်းထိုးဆိုင်လိုက်တယ်။မကြခင်မှာပဲအမျိုးသားဟာအံ့ဩနေရတဲ့နီးနဲ့မတ်တက်ရက်လာနိုင်တယ်။အဲဒီတော့မှသူ့မိန်းမဟာတာမန်လူမဟုတ်ဘူးဆိုတာကိုသူသဘောပေါက်သွားတယ်။တကယ်တော့မင်းကလေးဟာခက်တဲ့ဈေးပညာရှင်နတ်ဖျားရဲ့တဦးတည်းသောတပိုက်ထင်နေတယ်။မင်းကလေးဟာတာမန်ထက်လွန်ကဲတဲ့ခွန်အားတွေပိုင်ဆိုင်ထားတယ်။သူမဟာနေတိုင်းကြောက်တုံးကြီးတစ်ခုကိုကြောပိုးပြီးပြီးလေရှိတယ်။ဈေးပညာရှင်နတ်ဖျားရဲ့ပြိုင်ခဲမှုဈေးပညာတွေကိုလည်းအမွေဆက်ခံထားတယ်။ဒါပေမဲ့တက်ကြွပြီးစူညောင်တက်တဲ့ဒီမိန်းကလေးဟာတစ်စစ်ငိမ့်တက်တာကိုနှစ်သက်တဲ့သူမရဲ့ဆရာကိုအမဲခေါင်းကိုက်စေတယ်။ဒါကြောင့်ဆရာဖြစ်သူကမိန်းကလေးကိုစတင်လှည့်စားပါတော့တယ်။မြို့ထဲမှာသူမရဲ့ကုသမှုကိုလိုအပ်နေသူတွေရှိတယ်လို့ပြောခဲ့တယ်။ကောင်းမှုကုသိုလ်တွေတွားလုပ်ဖို့တိုက်တွန်းခဲ့တယ်။ကွဲကွာနေတဲ့သူမရဲ့မိသားစုကလည်းသူမကိုရှာနေတယ်လို့ပြောလိုက်သေးတယ်။မိန်းကလေးဘာမှမတုံ့ပြန်နိုင်ခင်မှာပဲဆရာဖြစ်သူကသူမကိုနှင်းထုတ်လိုက်တယ်။တခြားရွေးချယ်စရာမရှိတာကြောင့်မိန်းကလေးဟာမိဘတွေကိုရှာဖို့မြို့တွေကိုထွက်လာခဲ့တယ်။တစ်ချိန်တည်းမှာပဲဘီးတက်ကလားထိုင်တဲ့အမျိုးသားတူဟာအတော်မဆကုန်းစင်းတဲ့လိန်ကျသွားတယ်။သူ့ရဲ့လက်ထောက်ဖြစ်သူမတုံ့ပြန်နိုင်ခင်မှာပဲကုန်တင်ကားကြီးတစ်စီးကကွေ့ပတ်ပြီးသူတို့စီတက်တယ်မောင်းလာတယ်။ဒီလိုအရေးကြီးတဲ့အချိန်မှာမိန်းကလေးကကောင်းကင်ဘော်ကနေဆင်းသက်လာပြီးအကြတဲကိုဖြည့်ရှင်းဖို့မောပညာကိုသုံးလိုက်တယ်။ကြောက်မက်ဖွယ်ကောင်းတဲ့အတွေ့အကြုံကြောင့်အမျိုးသားဟာချွေးဆေးတွေပြန်သွားတယ်။လက်ထောက်ဖြစ်သူကအမျိုးသားကိုဆေးရုံပို့ဖို့ချက်ချင်းပြေးလာခဲ့တယ်။ဒါပေမဲ့သူကညှင်းဆန်ခဲ့ပြီးမိန်းကလေးကိုကျေးဇူးတင်ဖို့လုပ်တဲ့အချိန်မှာပဲသူမပျောက်ကွယ်သွားတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာမိန်းကလေးဟာအိမ်ပြန်ဖို့မောပညာကိုသုံးခဲ့ပြီးမြဲကွဲကွာနေတဲ့မိသားစုရဲ့စူဘူးကိုင်းမောင်းတာကိုပဲခံခဲ့ရတယ်။ဘာလို့လဲဆိုတော့သူမကအကြံစီကြီးရဲ့အရေးထစ်သူကိုစားချမ်းသာတဲ့မိသားစုရဲ့တားအကြီးဆုံးနဲ့လက်ထပ်ဖို့ညှင်းလန်ခဲ့လို့ပါပဲ။ခြေတော့လေးပြက်နေတဲ့အမျိုးသားတူပါ။အရေးထစ်သူကဒီလက်ထပ်ပွဲကိုပြင်းထန်စွာဆန့်ကျင်ခဲ့ပြီးသူမနေရာမှာအစားထွင်ခြင်းခဲ့တယ်။မိန်းကလေးမှာအမှုအကျင့်မရှိဘူး။လေးပြက်နေတဲ့သူနဲ့ပဲတင့်တော်တယ်လို့ယုံကြည်နေတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးနဲ့စေဆောင်ထားတဲ့အမျိုးသားရောက်လာပြီးဒေါ်လာတစ်တန်းတန်စေဆောင်ကြောင်းကားကိုပြန်တောင်းပါတော့တယ်။မိထွေးဖီသူကချက်ချင်းရှေ့ထွက်ပြီးအမျိုးသားကိုမြှောက်ပင့်ပြောဆိုကမိန်းကလေးကိုသူ့ရှေ့ဆွဲခေါ်ပြီးဒါလည်းငါသမီးပါလို့ပြောလိုက်တယ်။တေချာကြည့်လိုက်တော့သူ့ကိုကယ်တင်ခဲ့တဲ့မိန်းကလေးဆိုတာကိုအမျိုးသားမှတ်မိသွားပါတော့တယ်။